အာရှမြေကိုခြေချလာပြီဖြစ်တဲ့ဂျိုရှာဗန်ဒီနေ့မှာတော့မြန်မာတနိုင်ငံလုံးက MMA ပရိသတ်တွေအိမ်မက်မက်နေကြတဲ့အရန်ကိုရင်ခုန်စရာကောင်းတဲ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါပြီ။အဲ့ဒါကတော့ကျမတို့ရဲ့မြန်မာကုံဆောင် UFC Flyweight ကမ္ဘာချန်ပီယံဂျိုရှာဗန်တယောက်အမေရိကန်ကနေအာရှတိုက်ကိုခြေချလာပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မကြာသေးခင်ကမှဂျပန်ဖိုက်တာတက်ဆူရိုထာရာကို9ချိန်မြောက်မှာပြတ်တက်နိုင်ယူပြီးချန်ပီယံခပတ်ကိုအောင်မြင်မြင်ကာကွယ်ပြထားတဲ့ဂျိုရှာဗန်ဟာခုဆိုရင်ဟူစတန်လေဆိပ်ကနေတဆင့်အာရှခီးစဉ်ကိုစတင်နေပြီဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဗန်တီပြုတ်ထားတဲ့ခီးစဉ်တွေကိုကြည့်ကြအောင်ပါ။နာမည်ကြီးသတင်းတောက်အေဒီယာဟယ်ဝါနီရဲ့အင်တာဗျူးမှာဗန်ကိုရိုင်ပြောထားတဲ့အတိုင်းမေလ18ရက်နေ့နောက်ပိုင်းမှာသူဟာထိုင်းနိုင်ငံကိုအရင်ဆုံးရောက်ရှိနေခဲ့တာပါ။ခုဆိုရင်တော့ချန်ပီယံဂျိုရှာသဖီယာလက်စ်ဗန်ဟာမလေးရှားနိုင်ငံကိုရောက်ရှိပြီလို့သိရပါတယ်။မလေးရှားနေစိမ်မှာဆိုရင်လည်းချန်ပီယံကြီးရဲ့အမအကြီးဆုံးမိသားစုတွေကိုယ်တိုင်တွားရောက်ကြိုးဆိုခဲ့ကြသလိုတခြားကြိုးဆိုပေးကြတဲ့ပရိသတ်တွေကိုလည်းဗန်ကကျေးဇူးတင်စကားဆိုထားပါတယ်။တကယ်တော့မလေးရှားနိုင်ငံဆိုတာဗန်အတွက်စိမ့်တဲ့နေရာတခုမဟုတ်ပါဘူး။အမေရိကန်ကိုမရောက်လာခင်2011ခုနှစ်ဝန်းကျင်လောက်ကမလေးရှားနိုင်ငံမှာဒုက္ခသည်ဖြစ်2နှစ်ဝန်းကျင်လောက်သူယာယီခိုလုံခဲ့ပူပါတယ်။ဒါကြောင့်လေဒီခီးစဉ်အတွင်းမှာဗန်ဟာသူရင်ကနေထိုင်ခဲ့ပူတဲ့မလေးရှားဒုက္ခသည်စခန်းတစ်ခုစီကိုအမတ်တရတွားရောက်လေပတ်ဖို့စီစဉ်ထားပါသေးတယ်။ဒါဟာအောင်မြင်မှုရဲ့ထွတ်ထိပ်ကိုရောက်နေပေမဲ့သူ့ရဲ့ဘဝဖြတ်သန်းမှုတွေကိုမမေ့ဘူးဆိုတာပြသလိုက်တာပါပဲ။မလေးရှားမှာဖန်ကိုပြင်မာတကယ်တွေ့ချင်တဲ့ပြည်သက်တွေအတွက်အရေးကြီးတဲ့ရက်စွဲတစ်ခုရှိပါတယ်။ပထမတစ်ရက်ကတော့မေလ29ရက်နေ့ပါ။ကွာလာလမ်ပူမြို့ ICC ဖူတူဟော် Level 6မှာည9နာရီကနေ10နာရီထိမလေးရှားရောက်မြန်မာတွေနဲ့အထူးတွေ့ဆုံပွဲမိထန်ဂရီလုပ်သွားဖို့ရှိပါတယ်။ဒုတိယတစ်ရက်ကတော့မေလ28ရက်နေ့ပါ။အဲ့ဒီနေ့မှာ STK ချောင်းကွိုင်ကျောင်းကမ်းမှာကျင်းပမဲ့ချင်းဒုက္ခသည်ကော်မတီ CRC ရဲ့25နှစ်မြောက်ငွေရတုပွဲကိုဗန်က VVIP ဧည့်သည်တော်အနေနဲ့တက်ရောက်မှာဖြစ်ပါတယ်။ဒီ CRC ငွေရတုပွဲမှာနာမည်ကြီးဆိုတော့ဖြူဖြူကျော်သိန်းလေးပါဝင်မှာဖြစ်ပါတယ်။ပရိသတ်တွေကြားမှာရည်စရာအနေနဲ့စနောက်နေကြတာတခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့ဗန်ကိုကွန်ပျူတာအနေနဲ့မက်ဖြူဟာတွင်းကြီးဆိုတဲ့တခြင်းကိုတီးဆိုပေးမယ်ဆိုတဲ့အကြောင်းပါ။ပိုကြီးရတာကအဲ့ဒီတခြင်းကိုတောင်းဆိုထားတဲ့သူတွေကတခြားသူတွေမဟုတ်ပါဘူး။ဗန်ရဲ့လက်သီးစာမိထားတဲ့ပန်တို့ကြောင့်တက်ဆူရိုထိုင်ရာရေဆူရိုယာဘရူနိုဆယ်ဗာနဲ့ကိုတီတာတန်တို့ပဲဖြစ်ပါတယ်ဆိုပြီးပရိသတ်တွေကချစ်စနိုးနဲ့စနောက်ထားကြပါသေးတယ်။မလေးရှားခီးစဉ်ပြီးမှတော့ဗန်ရဲ့ခြေလံနေရာရက်တက်မသွားပါဘူး။မေလ30ရက်နေ့မှာတော့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကိုဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။အဲဒီမှာကျင်းပမယ့် MISMA မီဇိုရမ် Mixed Martial Arts ပြိုင်ပွဲကိုတက်ရောက်မှာပါ။မီဇိုရမ်ဆိုတာကျမတို့မြန်မာပြည်နယ်နဲ့ဆက်ချင်းထိစပ်နေပြီးညီကိုမောင်နှမတွေအများကြီးရှိတဲ့နေရာဖြစ်တဲ့အတွက်ဒီခီးစဉ်ကရန်ကုန်ဒိတ်ပဲရှိတဲ့ခီးစဉ်တစ်ခုဖြစ်လာမှာပါ။မလေးရှားခီးစဉ်ပြီးရင်တော့ထိုင်းနိုင်ငံကိုလည်းဆက်သွားဖို့ရှိနေပါတယ်။ပရိသတ်တွေအမေးများဆုံးမေးခွန်းဖြစ်တဲ့မြန်မာပြည်ကိုပြန်လာဖို့ရှိလားဆိုတဲ့ပုံမှာတော့ဗန်ကိုရိုင်းဖြေကြားထားတာရှိပါတယ်။သူ့အနေနဲ့မြန်မာပြည်ကိုအရန်ပြန်ကျင်စိတ်ရှိပေမဲ့လက်တလုံးချီနေတွေရတော့ပြန်ဖို့အဆင်မပြေလောက်သေးဘူးလို့ထင်ကြောင်းပုံမလင်းလင်းပဲပြောဆိုထားပါတယ်။ဒီအာရှခီးစဉ်နဲ့ပတ်သက်ပြီးပရိသတ်တွေသိထားမယ့်အချက်လေးတွေလည်းရှိပါသေးတယ်။ဒီခီးစဉ်ကိုဗန်အမီသားစုဝင်တွေနဲ့လာမှာမဟုတ်ပဲတငယ်ချင်းတွေနဲ့အတူတူလာရောက်မှာဖြစ်ပါတယ်။နောက်ပြီးခီးတစ်ချောင်းတွားရလာရလွယ်ကူအောင်လို့သူ့ရဲ့ UFC ချန်ပီယံခပတ်ကြီးကိုတော့ဒီအာရှခီးစဉ်မှာယူလာမှာမဟုတ်ဘူးလို့တရားဝင်သိပေးထားပါတယ်။ခပတ်ကြီးမပါလာပေမဲ့ချန်ပီယံကိုယ်တိုင်အာရှမြေကိုခြေချလာတာကလည်းကျမတို့မြန်မာပြည်သက်တွေအတွက်တော့အကြီးမားဆုံးလက်ဆောင်ပါပဲ။ခုဆိုရင်ဂျိုရှာဗန်ဟာကဘာပတ်ပြီးမီဒီယာထိုးရီလုပ်ဖို့စီစဉ်နေတယ်လို့နာမည်ကြီးမဂ္ဂဇင်းတွေရဲ့မျက်နှာဖုံးရှင်ဖြစ်ဖို့ပါကန့်လန့်ခံနေရတဲ့အချိန်မှာဒီလိုအောင်မြင်မှုတွေရဲ့ထွတ်ထိပ်ရောက်နေချိန်မှာသူ့ရဲ့တငယ်ချင်းမြန်မာရီနဲ့အတူအာရှကိုပြန်လာတာဟာတကယ့်ကိုဂုဏ်ယူစရာပါပဲ။ကဲပရိသတ်ကြီးတွေမှာရောဗန်ကိုပြင်မာသွားတွေ့မဲ့သူတွေအားပေးမဲ့သူတွေရှိလားရှင်။ comment box မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။